အားလုံးပဲမင်္ဂလာပါဆရာဝန် Physics Principle ဆိုတဲ့ YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဆရာတို့grade 12 physics ရဲ့ဆိုတော့ chapter 1 1.2 ကောင်းစင်ပေါ့နော် relation between linear and angular quantities ပေါ့နော်အဲ့တော့ linear quantity နဲ့ angular quantity ရဲ့ဌာနချက်တွေနဲ့ပတ်သက်တဲ့ concept တွေကိုဆရာရှင်းပြပေးပါပြီအခုဒီ video မှာတော့သူနဲ့ပတ်သက်တဲ့ exercise တွေကိုဆရာတို့ဆက်ပြီးတွက်ပြအောင်မှာဖြစ်ပါတယ်အဲ့တော့example 1.2 ပေါ့နော်အဲ့တော့ဒီမေးခွန်းလေးမသွားခင်ဆရာတို့အရှိမတင်ခဲ့တဲ့ concept တွေကဒီခေါင်းစဉ်အောက်မှာပါတဲ့ formula တွေကတော့ဆရာတို့အရှိ video မှာလည်းလေ့လာထားတဲ့ grade ဖြစ်မယ်ဆိုရင်သိပါပြီအဲ့တော့ s equal to r theta ပါမယ် v equal to r omega ပါမယ်ပြီးတော့ a equal to r alpha ပါမယ်ဆိုတော့အဲ့ formula တွေသုံးပြီးတော့မှတွက်မယ် exercise တွေကိုဆရာခုတွက်ပြအောင်မှာဖြစ်တယ်ပြီးတော့ 1.1 မှာပြောထားတဲ့ formula တွေလည်းပြန်မမေ့အောင်ပြန်ပြီးတော့မှတစ်ခေါက်ပြန်လေ့လာထားဖို့လိုတယ်ပေါ့နော်တခါလေးလေ့လာပြီးသားသူဆိုရင်တော့တခါလေးဒါ exercise ကိုတန်းသွားလို့ရပြီအဲ့တော့ example 1.2 မှာဗာပြောထားလဲဆိုတော့ a boy ကောင်လေးတယောက်ကပေါ့နော် step on a merry go round အဲ့တော့ merry go round ဆိုတာဒါကျွန်တော်သိတဲ့အတိုင်းပဲဟိုဒီလိုအယုတ်ကစားစရာလေးနေပေါ့နော်ကျွန်တော်အယုတ်ကစားစရာမြင်းရုပ်ဆိုလဲမြင်းရုပ်ကြားရုပ်ဆိုလဲကြားရုပ်နဲ့အဲ့လိုမျိုးလေတဲ့ merry go round ပေါ့နော်လေသွားတဲ့ merry go round ပေါ့ဒီနေရာဖြင့်ပြောမယ်ဆိုရင်တော့ဒီလျှာလိုက် horizontal တိုင်းလေတယ်ဒီ tire head ပေါ်မှာပေါ့နော်အဲ့တော့တက်နေရပေါ့နော် step ဆိုတော့နေရာယူထားတယ် so which has a radius of 5 meter အဲ့ merry go round လေးရဲ့ radius ကဘယ်လောက်ရှိလဲဆိုတော့5 meter ရှိတယ်လို့ပြောထားတယ်အဲ့တော့သူ့ရဲ့ radius ကိုပေးထားတယ်အဲ့တော့အဲ့ merry go round လေးရဲ့ radius က5 meter ရှိတယ် and ပြီးတော့မှ is at rest ပထမအဆုံးသူဒီရက်နေတယ်နော်ရက်နေတယ်it start accelerating စတင်ပြီးတော့မှအရှိန်ယူလာတယ် at a constant rate up to an angular velocity of 5 radian per second အဲ့တော့သူကဆက်စချင်းမှာရက်နေတယ်ရက်နေတာကနေပြီးတော့မှတဖြည်းဖြည်းအရှိန်တစ်ခုနဲ့စပြီးတော့မှလေလာတယ်လို့ပြောတယ်နော်စပြီးတော့မှလေလာတယ်အဲ့တော့နှစ်ခုရှိမယ် angular velocity နဲ့ပတ်သက်ပြီးတော့မှဆက်စချင်းဒီရက်နေတာဖြစ်တဲ့ initial ဆိုရင်0နောက်မှလေလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ omega ဆိုရင်5 radian per second အချိန်ဘယ်လောက်အတွင်းမှာလဲဆိုတော့20 second အတွင်းမှာသွားတယ်အဲ့တော့သူနဲ့ပတ်သက်တဲ့အချက်လက်လေးတွေပြောပြပါပြီအဲ့တော့သူရက်နေတဲ့အနေထားရယ်ပြီးတော့သူ့ရဲ့ဒီလေတဲ့ပုံစံကိုအချိန်ဘယ်လောက်အတွင်းမှာလဲဆိုတာပြောတယ်သူမေးတာ what is the distance transferred by the point အဲ့တော့ဒီကောင်လေးကရက်နေတာကနေပြီးတော့မှဟုတ်လား linear distance ဘယ်လောက်သွားလဲလို့မေးတာ angular displacement ဆိုတော့ကျွန်တော်တီတာနဲ့ရှာမှာ linear distance ဖြစ်တဲ့အတွက်ကြောင့်မလို့သူအချိန်20စက္ကန့်ပေါ့အဲ့တော့အချိန်20စက္ကန့်အတွင်းမှာဒီကောင်ကြီးဘယ်နားလေးကိုရောက်သွားမလဲပေါ့သူဘယ်နှပတ်လေပြီးတော့မှဆိုဘယ်နှပတ်ဆိုတာတဲ့ linear distance အကွာဝေး s ဘယ်လောက်သွားလဲဆိုတော့ကျွန်တော် s ကိုမေးတာအဲ့တော့ s ကိုရှာဖို့ရင်ကျွန်တော်တည်ထားပြီးတာပဲ s equal to r တီတာနဲ့ရှာမှာเนาะအဲ့တော့ s equal to r တီတာဆိုရဲကျွန်တော်တို့အရှိမတင်ခဲ့တဲ့ formula သုံးမယ် radius ကတော့သူပေးထားပြီးတာပဲ5 meter ရှိတယ်အဲ့တော့တီတာကိုပဲရှာမှာတီတာမပေးထားဘူးเนาะအဲ့တော့တီတာကိုလည်းဘယ်ကသွားရှာလို့ရလဲဆိုတော့တီတာကိုကျတော့တီတာ equal to omega ဘာတီဆိုရဲကျွန်တော်ဟိုအရှိမဖြော်ထားတဲ့ formula ရှိတယ်ဒါမှမဟုတ်လေတီတာနဲ့ကိုက်တဲ့ဘယ် formula မဆိုသုံးလို့ရတယ်အဲ့တော့ omega ဘာနေရာမှာတော့ omega plus omega naught by 2နဲ့အဲ့ဆိုရင်ဒီကနေပြီးတော့မှကျွန်တော်တို့တီတာတမိုးရလာမယ်တီတာနေမှာ s ကိုသွားမယ်เนาะအဲ့လိုလေကျွန်တော်စဉ်းစားလို့ရတယ်အဲ့တော့အရင်ဆုံးသူပေးထားတဲ့ formula နဲ့ sorry သူပေးထားတဲ့ page meter တွေနဲ့အရင်ဆုံးသွားကြည့်မယ်နော်အဲ့တော့အရင်ဆုံး radius ကိုပေးထားတယ် radius ကဘယ်လောက်လဲဆိုတော့ကျွန်တော်5 meter အဲ့တော့နောက်အရင်ဆုံးသူဒီရက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ initial angular velocity initial က0ဖြစ်မယ်နောက်ပြီးတော့မှ angular နောက်မှရလာတဲ့ angular velocity omega ကကြတော့ကျွန်တော်5 radian per second okay ပြီးတော့မှအချိန် time ကကြတော့20 second အတွင်းမှာသွားတယ်သူမေးတာကြတော့ distanceအဲ့တော့ s ကိုရှာမယ်အဲ့တော့ကျွန်တော်ခုနပြောပြီးသားပဲ s equal to r တီတာကနေပြီးတော့မှတီတာကိုရင်ရှာမှာတီတာမရှိသေးဘူးအဲ့တော့တီတာမရှိတဲ့ဖြစ်တဲ့ကြောင့်တီတာကိုရင်ရှာပြီးတော့မှ
တွက်ချင်တဲ့ရရဒါမို့ရင်ကိုကနားလေဆိုရင် s equal to r theta formula ထဲမှာပဲ theta ကိုတခါလေဒီ formula အစားသွင်းပြီးတော့မှတွက်လိုက်ရင်လည်းရတယ်အဲ့တော့ဆရာတော့တခါလေအစားသွင်းပြီးတွက်တဲ့ပုံစံကိုတခါလေရှင်းပြနိုင်မယ်เนาะအဲ့တော့ s equal to r theta တော့ theta မရှိတဲ့အတွက် theta နေရာမှာဘယ်သူစားဝင်လဲဆိုတော့ omega plus omega naught by 2t အဲ့တော့ဒါအနေနဲ့အဆင့်ကြော်လိုက်တာဒီနေရာမှာဒီအဆင့်နေရှိတယ်ဒါကိုအကျန်းစဉ်းစားထားပြီးသားပဲမို့လို့ရเนาะအဲ့တော့တကယ်လို့ကိုကတစ်ဆင့်ချင်းစီတွက်ချင်တယ်ဆိုရင်လည်းရပါတယ်အဲ့တော့ radius r က5 meter အဲ့တော့ omega က5 omega naught က0 by 2 t ကကြတော့20အဲ့တော့ဒီမှာဆိုရင်2 10လီ20နဲ့ချီတယ်အဲ့တော့20ရဲ့9ရဲ့မြောက်တော့10 5မှာတော့50အဲ့တော့50နဲ့မြောက်တော့250အဲ့တော့ distance s ဖြစ်တဲ့အတွက်ကြောင့်မို့ unit ကတို့မီတာနဲ့ဒါမယ်အဲ့လိုမျိုးရှင်းရှင်းလေးတွက်ချင်တဲ့ရတခါတည်းအစားသွင်းပြီးတွက်ချင်တဲ့ရတယ်တခါတည်းအစားမသွင်းချင်ဆိုလဲတို့ဒီဘက်မှာတီးတက်ပြန်တွက်လို့ရအောင်နော်ဆိုတော့ဒီမှာမတွက်ချင်ဆိုရင်ဒီကနေပြီးတော့မှတို့နောက်တနည်းပေါ့နော်နောက်တနည်းနဲ့ဆိုတီတာကိုရင်ရှာတယ်တီတာ equal to omega bar t omega bar နေရာမှာ omega plus omega naught by 2t အဲ့နေပြီးတော့မှတို့ကဏ္ဍအစားသွင်းတယ်5 plus 0 by 2 t နေရာမှာ20အဲ့တော့ဒီမှာကျ50ရတယ်အဲ့တော့တီတာတန်မို့ရင်ရတယ်တီတာရဲ့ unit ကကျတော့ radian ဒီမှာဒီ SI unit ဖြစ်တဲ့အတွက်ကြောင့် radian သုံးတယ်အဲ့တော့ဒီမှာတီတာတန်မို့ရပြီးတော့မှ s equal to r တီတာအဲ့မှာ r နေရာမှာ5ဒီမှာ15အဲ့တော့ s equal to 250 မီတာအဲ့တော့ဒီလိုမျိုးတစ်ဆင့်ချင်းကြီးသွားခြင်းနဲ့ရတယ်ဒါဆရာနှစ်မျိုးတွက်ပြအောင်နော်ဘယ်လိုမျိုးဆိုရတယ်တစ်ဆင့်သွားခြင်းနဲ့ရတယ်ကိုကနားလေပြီးသားဖြစ်ဆိုကြောင့်မလို့တခါတည်းတစ်ဆင့်နဲ့သုံးမယ်ဆိုလဲရတယ်အဲ့ဆိုရင်ဒါဆို example 2လေးပြီးသွားပြီဆရာတို့နောက်ထပ် example 1.3 လေးဆက်သွားမယ်နော်အဲ့ example 3မှာကျတော့ the wheel of a car ပေါ့နော်ကားတစ်စီးရဲ့ဘိန်းက which radius 20 cm အဲ့တော့သူ့ရဲ့ radius က20 cm ရှိတယ်ကားတစ်စီးရဲ့ဘိန်းပေါ့နော်ကားတစ်စီးရဲ့ဘိန်းမှာဆရာတို့ radius 20 cm ရှိတယ်တဲ့အဲ့တော့ start moving စတင်ပြီးတော့ရွှေ့ရရတယ်အဲ့တော့20 cm ရှိတဲ့ကားပြန်စတင်ပြီးတော့မှရွှေ့ရတာ the angular acceleration provided by the engine အဲ့တော့ဒီကားဘိန်းကိုအရှိန်တစ်ခုပေါ့အရှိန်ဆို angular acceleration ဆိုတော့ alpha ပေါ့နော် alpha အရှိန်တစ်ခုရအောင် engine ကနေပေးပို့ထားတာဒီ12 radian per second square နဲ့ပေးပို့ထားပါတယ်သူမေးတာ what is the tangential acceleration tangential acceleration ဆိုတာကျတော့အရှိဗီဒီယိုမှာပြောထားပြီးသား a t ပေါ့ dynamic acceleration a ပါပဲဆိုတော့ tangential ဖြစ်တဲ့အတွက်ကြောင့်မို့ကျတော့ t လေးသုံးတာပေါ့နော်ရပါတယ် a also off rim of the wheel ဒီ wheel ရဲ့ဒီ tangent ဖြစ်သွားတဲ့ acceleration ပေါ့နော်ကျတော့ velocity ဒီလည်း tangent ဖြစ်လို့ပဲ velocity ရဲ့ direction နဲ့တူတဲ့ acceleration ဒီလည်း tangent ဖြစ်တယ်အဲ့တော့ tangential acceleration ရဲ့ tangential acceleration ကိုရှာခိုင်းတယ်ဆိုတော့ tangential acceleration at ဒီကျတော့ဒီနေရာပြင် vector quantities ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာ direction လည်းရှိတယ်ဆိုတော့သူမေးတာက surface မေးခွန်းတချို့တွေမှာနည်းနည်းသတိထားမှာဆရာ direction တွေရော magnitude တွေရောရှုပ်တယ်ပေါ့နော်အဲ့တော့ vector quantities လား scalar quantities လားဆိုတာကြည့်ရတယ်တချို့လူတွေအနေနဲ့ဆရာဘာပြောနေရလဲပေါ့နော်တချို့အခြေခံမပါတာပေါ့နော်ဒါနားလေဆရာတို့ငယ်တော့လည်းမသိခဲ့အဲ့တော့အခြေခံမပါတဲ့အခါမှာ scalar တွေ vector တွေ magnitude တွေ direction တွေမကွဲတဲ့အခါမှာဒါတွေကိုအသေးစိတ်ကိုသိအောင်လုပ်ဖို့လိုတယ်အဲ့တော့ဆရာ video ထဲမှာတော့ video အရင်ရှေ့သွားမှာဆိုမပြောဘူးအဲ့တော့တွက်စာတွက်တာကိုကြည့်နားလေတာကဲတကယ်လို့အဲ့ဒါတွေကိုအသေးစိတ်သိချင်တယ်ဆိုရင်ဆရာရဲ့ Telegram ချက်ပေါက်မှာဖြစ်ဖြစ်အဆင်ပြေတဲ့နေရာမှာဆရာလာပြီးတော့မှမေးလို့ရတယ်ဒါမှမဟုတ်ဆရာ grade 10 11 video တွေမကြခင်ရိုက်ဖြစ်တော့မှာအဲ့တော့ရိုက်တဲ့အခါမှာတင်တဲ့အခါမှာလည်း grade 10 11 video တွေမှာအဲ့ scalar တွေ vector တွေ magnitude တွေ direction နဲ့ပတ်သက်ပြီးတော့မှလည်းအသေးစိတ်ပြန်ပြောပြမှာဆိုအဲ့ video တွေမှာလည်းတွားပြီးတော့မှလေ့လာလို့ရတယ်အဲ့ပြောချင်တာ tangential acceleration ဒီ vector quantities ဖြစ်တယ်အဲ့တော့ vector quantities ဖြစ်တဲ့အတွက်ကြောင့်မို့သူ့မှာ magnitude လည်းပါမယ် direction လည်းပါမယ်အဲ့တော့မေးခွန်းမှာ magnitude ရော direction ရောမေးတာလည်းဖြစ်နိုင်တယ်သူကဥမာ what is the magnitude of tangential acceleration ဆိုဆရာတို့ magnitude ပဲဖြေအောင်မယ် direction ဖြေကြမလို့အဲ့တော့ direction မေးဆိုရင်လည်း direction ပဲဖြေအောင်မယ်အဲ့တော့သူဒီဘာမှမပြောရတဲ့နှစ်ခုလုံးဆရာတို့ဖြေပေးတာပို့ပြီးတော့မှ safe ဖြစ်တယ်လုံခြုံတယ် textbook ထဲမှာလည်းအဲ့လိုပဲဖြေပြထားပြီးတော့เนาะအဲ့တော့ဆရာတို့ဒီ AT ကိုရှာပြရမယ် AT ရဲ့ formula က AT equal to ဆရာတို့ R alpha အဲ့တော့ R alpha ဖြစ်တဲ့အတွက်ကြောင့်ဆရာ radius လေးပေးထားပြီးသား angular acceleration alpha လေးပေးထားပြီးဖြစ်တဲ့ပေးချက်မေးချက်ကောက်ယူပြီးတော့မှ
formula တွင်းပြီးဖြည့်ရုံပဲဒါပေမဲ့တိထားမယ့်ချက်က radius မှာဒီဆရာတို့ centimeter နဲ့ပေးထားတယ်အဲ့ဒါကိုသတိထားရမယ်ဘာလို့ဆိုတော့ radian per second သူပေးထားတဲ့မေကွန်းရဲ့ပေးချက်ဒီမှာ SI unit ဖြစ်နေတယ်သူပေးထားတာက centimeter CGS system ဖြစ်နေတယ်အဲ့ဒါလေးကိုတစ်ချက်ကျွန်တော်ဒီနဲ့ပြောင်းမှုလို့လေအဲ့ဒါမေးလို့မရအောင်เนาะမှားသွားရင်မပြောင်းမလုပ်နိုင်ရင်အဖြေမှားသွားမယ်အဲ့ကြရင်ကျွန်တော်အမှတ်အများကြီးလျော့သွားနိုင်တယ်ပေါ့เนาะအဲ့တော့သူပေးထားတယ် feature meter ရ radius r ဒီဆို20 cm အဲ့တော့ကျွန်တော်မီတာပြောင်းတော့ cm ဒီ10 power minus 2ရှိတယ်10 power minus 2 meter နောက်တစ်ခုကကျတော့ angular acceleration ပေးထားတယ်အဲ့တော့ angular acceleration alpha ကကြတော့ကျွန်တော်တို့12 radian per second square အဲ့သူမေးတာက tangential acceleration အဲ့တော့ AG equal to ဒီမှာအဲ့တော့ခုနပြောထားပြီးသားကျွန်တော်တို့စားသွင်းမယ် R alpha radius ကဆို20 into 10 power minus 2 alpha တမို့ကစနစ်အဲ့တော့စနစ်နှစ်လေးဆိုတော့24 240ပေါ့နော်ဆို240 into 10 power minus 2 tangential acceleration AT ရဲ့ unit ကကျွန်တော်တို့ meter per second square အဲ့တော့240 into 10 power minus 2ဆိုတော့10 power minus 2ကိုနှစ်နေရာပြန်ရွှေ့မယ်ဆိုရင် 2.4 radian per second square ရတယ်အဲ့တော့ A equal to 2.4 sorry radian per second ဆို unit ကမြင်မှားတယ်နော်အဲ့တော့ meter per second square ပါနော်အဲ့တော့ဒါဒီဆရာတို့ magnitude ရတာအဲ့တော့ direction အနေနဲ့ tangential acceleration direction ဒီဆရာခဏပြောလို့ပဲ velocity နဲ့တူတူပဲမြဲတယ် tangent ထွက်တဲ့အတွက်ကြောင့်မို့လို့ဆရာတို့ဖြည့်တဲ့အခါမှာ the direction of angular acceleration is tangent to the wheel ပေါ့နော်အဲ့ဆိုရင်ကျတော့ magnitude လည်းရပြီ direction လည်းရသွားပြီအဲ့တော့ကျတော့ review exercise number 1အဲ့တော့ seminar 6မှာရှိရပါတော့ seminar page number 6 က review exercise number 1ကိုကျတော့ချက်ဆွေးနွေးကြည့်အောင်ဆို in circular motion နဲ့နော်စဝိုင်းပုံရွေ့လျားမှုတစ်ခုမှာတဲ့ how is a tangential acceleration so tangential acceleration ဆိုရဲကျတော့ a p ပေါ့ဒီနေ့မှာ tangential acceleration a ဆိုလဲမှန်ပါတယ်အဲ့တော့ tangential acceleration က produce ထုတ်လုပ်တယ်ပေါ့နော် is produce ဆိုတော့ထုတ်လုပ်ခြင်းခံရတယ်ဆရာ passive voice နဲ့ပြောထားတယ် tangential acceleration ကို how ဆိုဘယ်လိုမျိုးထုတ်လုပ်တာလဲပေါ့နော်အဲ့ဆိုဘယ်လိုထွက်လာလဲပေါ့ဆရာ tangential acceleration ဘာကြောင့်ရှိရလဲအဲ့တော့ဆရာအရှိသင်ခန်းစာတွေမှာလည်းပြောခဲ့သလိုပဲဆိုတော့ tangential acceleration ကိုမစဉ်းစားနိုင်ဆရာ acceleration တစ်ခုလည်းနဲ့စဉ်းစားကြည့်မယ် acceleration ဆိုတာ a အဲ့တော့ acceleration ဘယ်ချိန်မှာထွက်လဲလို့မေးမယ်ဆိုရင်ဆရာရှင်းမှပြောခဲ့ပြီး acceleration ဘယ်ချိန်မှာထွက်လဲ velocity changes ဖြစ်ရင်ထွက်တယ်အဲ့တော့ velocity ပြောင်းလဲသွားရင်ပေါ့နော်ဆိုတော့ velocity ဒီနေရာမှာ change ရင်ပေါ့နော်အဲ့ velocity change သွားရင် acceleration ရှိတယ် velocity မပြောင်းလဲဘဲနဲ့ velocity constant ဖြစ်မယ်ဆိုရင် acceleration မရှိဘူးပေါ့နော် acceleration 0ဖြစ်တယ်အဲ့ဒါကိုဆရာအရှိသင်ခန်းစာတွေမှာပြောပြပါကြီး acceleration formula ရလဲ v minus v0 by t အဲ့တော့ velocity နှစ်ခုလုံးကတူနေမယ်ဆိုရင်0ဖြစ်သွားမယ် velocity နှစ်ခုလုံးကမတူဘူးဆိုရင်ပြောင်းလဲနေမယ်ဆိုရင် acceleration ရှိတယ်အဲ့တော့ acceleration ရှိရတဲ့အဓိကအကြောင်းပြချက်က velocity ပြောင်းလဲလို့အဓိကပြန် velocity constant မဖြစ်လို့ပေါ့နော်အဲ့တော့ velocity changes ဖြစ်ရမယ်အဲ့တော့ tangential acceleration ဆိုတာဆရာတို့ပြောခဲ့သလိုပဲ circular motion မှာဖြစ်သွားတဲ့acceleration ပေါ့နော်circular motion ကနေပြီးတော့မှ tangent ထွက်သွားတဲ့ acceleration ဒီအပြင် tangential acceleration အတွက်ဆိုရင် tangential velocity ကိုစဉ်းစားရမယ်အဲ့တော့နည်းနားလည်အောင်ပြောပြပေးမယ် TIA tangential acceleration အတွက်ဆိုရင်tangential acceleration နဲ့ဘယ်သူနဲ့သက်ဆိုင်နေလဲဆို tangential velocity နဲ့
အဲ့တော့ tangential velocity ဆိုတဲ့ linear velocity ပဲเนาะဆရာပြောခဲ့သလိုပဲ tangential သုံးတယ် linear သုံးတယ်ဒီကနေ့ linear လို့ပြောလို့ရတယ်အဲ့တော့ tangential acceleration et ရှိမရှိဆိုတာကိုဘယ်သူကဆုံးဖြတ်ပြီးလဲဆိုတော့ tangential velocity linear velocity ဒီကနေ့ v ပြောင်းမပြောင်းကဆုံးဖြတ်ပြီးတယ်အဲ့တော့ tangential acceleration ဘာကြောင့်ထွက်လဲဆိုတော့ tangential velocity ပြောင်းလို့ထွက်တယ်ဘာလို့ဆို velocity change မှာအဲ့တော့ tangential velocity ပြောင်းမှုကဘယ်သူလိုက်ပြောင်းမရမှာလဲစက်ဝိုင်းပုံလမ်းကြောင်းမှာသူ့ကိုစက်ဝိုင်းပုံလမ်းကြောင်းတိုင်းလေသွားစေတဲ့ angular velocity ဆိုတဲ့ omega အဲ့တော့ omega က constant ဖြစ်နေမယ်ဒီနေ့ angular velocity ကိုစက်ဝိုင်းပုံလေတဲ့ angular velocity က constant ဖြစ်နေရင် tangential velocity လည်း constant ဖြစ်မှာဒါပဲသဘောပါတယ်မသိဘူးအဲ့တော့ tangential velocity ဘယ်သူ့ပုံမှာသွားပြီးမူတည်နေလဲဆိုတော့ angular velocity ပုံမှာသွားပြီးမူတည်နေအဲ့တော့ angular velocity ပြောင်းသွားမယ်ဆိုရင်ဆရာတို့ change သွားမယ်ဆိုရင် tangential velocity လည်း change မယ် tangential velocity change မယ်ဆိုရင် tangential acceleration ရှိမယ်အကယ်၍ angular velocity က constant ဖြစ်နေရင် tangential velocity လည်း constant ဖြစ်မယ်အဲ့ခါကျရင် tangential acceleration produce ဖြစ်မှာမဟုတ်တရားမျိုးရှိမှာမဟုတ်အဲ့ကြောင့်မလို့မေးခွန်းလေးကရှင်းရှင်းလေးပဲ circular motion မှာ tangential acceleration ဘာကြောင့်ရှိလဲဆိုရင် angular velocity ပြောင်းလဲသွားလို့ဆိုတော့အဲ့လိုမျိုးရိုးရိုးရှင်းရှင်းဖြေလိုက်ရရတယ်ဆိုတော့အဖြေကတော့အမျိုးမျိုးဖြေလို့ရတယ်နားလေသူဖြေလို့ရတယ်အဲ့တော့ in circular motion ပေါ့နော်အဲ့တော့ the angular velocity is changing ပေါ့ angular velocity change နေဆိုရင် so tangential velocity will also change so tangential acceleration is produced အဲ့လိုရေးလိုက်ရတယ်ရှင်းရှင်းလေးเนาะဆရာက in circular motion the angular velocity is change the tangential velocity will also change so that tangential acceleration will produce အဲ့လိုရေးလိုက်ရတယ်တစ်စိမ့်ချင်းစီပေါ့ကွာ angular velocity change လို့ tangential velocity change သွားတယ်အဲ့ဒါကြောင့်မလို့tangential acceleration ရှိတယ်ဆိုတော့အဲ့လိုမရေးချင်မနဲ့တခါတည်းရေးချင်နေရတခါတည်းရေးမယ်ဆို in circular motion a tangential acceleration is produced ပြောင်းပါလေထုတ်လုပ်ပါတယ် because the angular velocity of a rotating object changes angular velocity change သွားလို့ angular velocity change သွားလို့တခါတည်း tangential acceleration ထွက်လာတယ်လို့တိုက်ရိုက်ရေးလိုက်ရတယ်ဒါမှမဟုတ်ရင်တစ်စိမ့်ချင်းစီရေးလေရတယ်အဲ့တော့ဆရာကတော့တစ်ဆင့်နဲ့ရေးပြလိုက်မယ်เนาะတစ်ဆင့်နဲ့မရေးချင်လို့ဆရာပြီးဆုံးအောင်ပိုးရမှာ2ဆင့်လောက်ရေးချင်တယ်အမှန်လျှော့တာမလျှော့တာတော့မရှိပါဘူးဘာလို့လဲဆိုတော့ဘယ်လိုပြောမလဲအဓိကဘယ်လိုပြောမလဲနားလေတာပေါ့ကျောင်းသားတွေဒီ conceptual question ဆိုတော့ကျောင်းသားတွေနားလေလာအောင်မေးတာနားလေသလိုဖြေလို့ရတယ်ဒီပုံစံတိုင်းတက်မှတ်ထဲအလွတ်ကြရမယ်လို့မရှိဘူးတချို့ကြလည်းအဲ့လိုရှိတယ်ဆို definition တို့ conceptual question တွေဆိုအလွတ်ကြက်ကြတယ်အဲ့လိုမျိုးကတော့မှားတယ်เนาะအဲ့တော့အလွတ်ကြက်ကြမလို့နားလေသူရေးလိုက်တယ်ကွာဒီသဘောတရားတိသွားပြီဆိုရင်ဘယ်ချိန်မိရတယ်ဘယ်ချိန်မိကိုမှတ်မိနေ tangential acceleration ဘာကြောင့်ထွက်လဲဘာကြောင့်ထွက်လဲဆိုရင် angular velocity ကပြောင်းသွားလို့ angular velocity မပြောင်းဘူးဆိုရင်ဘာလို့မထွက်ဘူးလဲ angular velocity မပြောင်းဘူးဆိုရင် linear velocity လည်းမပြောင်းအဲ့တော့ velocity မပြောင်းရင် acceleration 0ဖြစ်သွားမှာမထွက်ဘူးဒါဒီသဘောတရားပဲဆိုတော့အဲကြောင့်မလို့ဆရာအဖြေလေးရေးပေးမယ်အဲ့တော့တခါလေးတိုက်ရိုက်အဖြေလေးပဲဆရာရေးလိုက်မယ်နော်ဒါမီးကုန်းလေးပြန်ကောက်လိုက်မယ် tangential acceleration is producedအဲ့တော့ circular motion မှာ tangential acceleration ကထွက်လာတယ်ဘာလို့လဲဆိုတော့ angular velocity ကဘာလို့လဲဆိုတော့ဆရာတို့ changes ဖြစ်သွားလို့အဲ့တော့ပြည့်စုံရေးမယ်ဆိုရင်တော့ angular velocity ဘာ angular velocity ဘာလဲဆို magnitude ပေါ့နော်magnitude of the angular velocity of a rotating object change magnitude ပမာဏကိုပြောတာပေါ့နော်ပမာဏပြောင်းသွားတာပေါ့ဒီနေ့အပြင်50 radian per second နေ
100 radian per second အဲ့လိုမျိုးပမာဏပြောင်းသွားတဲ့အတွက်ကြောင့်မို့လို့ဒီ angular velocity ကပြောင်းသွားတဲ့အတွက် tangential velocity ရဲ့လိုက်ပြောင်းတယ်အဲ့ဒီအခါကျတော့ tangential acceleration လည်းထွက်သွားရဆိုတဲ့အဓိပ္ပာယ်ပါဆိုဒီလိုမျိုးမဖြည့်ခြင်းလို့နောက်တစ်မျိုးဖြည့်မယ်ဆိုရင်လည်းရတယ်နောက်မျိုးဖြည့်မယ်ဆိုရင်တော့ the incircular motion ဟလာဆို the angular sorry ဒီမှာပေါ့နော် magnitude of the angular velocity of a rotating object change so that tangential velocity will also change so that's why the အဲ့ကြောင့်မလို့ the tangential acceleration produce အဲ့တော့ဆရာတို့ review exercise နံပါတ်2 page number 6ထဲမှာပဲ review exercise နံပါတ်2ရဲ့မိကုန်းလေးကိုချက်ကြည့်အောင် review exercise နံပါတ်2မိကုန်းလေးမှာ on the rotating carousel ကကလေးတွေစောတဲ့နော်ဒီမြင်းရုပ်တို့ကြားရုပ်တို့စင်းရုပ်တို့ချင်းသေးရုပ်တို့အဲ့လိုမျိုး rotating carousel တစ်ခုမှာအချိုင်ကလေးတယောက်က sit on a horse near the outer edge အစွန်ဘက်ဆုံးနဲ့နီးတယ်အစွန်ဘက်ဆုံးမှာပေါ့အစွန်ဘက်ဆုံးနားမှာရှိတဲ့မြင်းရုပ်ပေါ်မှာထိုင်နေတယ်တဲ့အဲ့ဒါဆို rotating carousel ရုပ်လေးဆွဲလိုက်မယ်အဲ့တော့နေနေတဲ့ carousel မှာအစွန်ဘက်ဆုံးနားပါပေါ့နော်ဆရာတို့မြင်းရုပ်နဲ့ကလေးလေးတယောက်ကဒီပေါ်မှာကလေးတယောက်ကထိုင်နေပါတော့အဲ့အစွန်ဘက်ဆုံးနားမှာပေါ့နော်ထိုင်နေတဲ့ and another child နောက်ထပ်ကလေးတယောက်က sit on a lion halfway out from the center အဲ့တော့ center ရဲ့ဒီ halfway ဆိုအလယ်ဘက်ချမ်းပေါ့နော် center ရဲ့အလယ်ဘက်ချမ်းမှာထိုင်နေအဲ့တော့ဒီ center နဲ့အလယ်ဘက်ချမ်းနာမှာချင်းသေးရုပ်နဲ့တကောင်ထိုင်နေပေါ့နော်အဲ့တော့ချင်းသေးရုပ်ပေါ်မှာတကောင်ထိုင်နေအဲ့တော့ဒီကောင်ကကြတော့မြင်းပေါ်မှာထိုင်နေဒီကောင်ကကြတော့ချင်းသေးရုပ်ပေါ်မှာအဲ့တော့ဒီကောင်ဒီcenter နဲ့ပုံနီးတယ် center ရဲ့တစ်ဝက်မှာရှိမယ်သူကကြတော့ outer edge ဆိုအစွန်ဘက်ပဲဆိုတော့အစွန်ဘက်ကိုဆွဲလိုက်မယ်အဲ့တော့အစွန်ဘက်မှာကလေးတယောက်ကထိုင်နေတယ်တဲ့အဲ့တော့ number 1ကဗာမေးလဲဆို which child has a greater linear velocity ဘယ်ကလေးမှပို့ပြီးတော့မှ linear velocity ပိုများမလဲ number 2ကကြတော့ which child has a greater angular velocity ဘယ်ကလေးမှပို့ပြီးတော့မှ angular velocity ပိုများလဲပေါ့နော်အဲ့တော့ကလေးနှစ်ယောက်လုံးကတော့ဒီ carousel တစ်ခုထဲမှာပဲထိုင်နေတယ်carousel တစ်ခုထဲမှာပဲရှိတယ်ပေါ့နော်ဒီ carousel ကခုနကပြောလေနေအောင်နော် angular velocity တစ်ခုနဲ့လေနေတယ်အဲ့တော့ linear velocity ကဘယ်သူနဲ့ပိုများလဲအဲ့ဒီမေးခွန်းကိုဆရာတို့စဉ်းစားကြည့်အောင်အဲ့တော့ဒီကလေးဒီ halfway မှာရှိတဲ့သူ့ရဲ့ radius ရှိမယ်ဒီ horse မှာရှိတဲ့မြင်းပေါ်မှာရှိတဲ့ကလေးတွေလည်းဆရာ radius တစ်ခုရှိမယ်အဲ့တော့ radius နှစ်ခုကိုရှင်ကြည့်တဲ့အခါမှာဘယ်သူကပို့ပြီးတော့မှများနေလဲဆိုတော့ဒီမြင်းပေါ်မှာရှိတဲ့ကောင်ရဲ့ radius ကပို့ပြီးတော့မှများနေတယ်ဆိုတော့အဲ့တော့ number 1ရဲ့linear velocity အတွက်စဉ်းစားတဲ့အခါမှာ linear velocity ရဲ့ formula ရကျတော့ v equal to r omega အဲ့တော့ r omega မှာတစ်ချက်ကြည့်လိုက်ရင်နှစ်ကောင်လုံးရဲ့ကျတော့ angular velocity ကတူတူပဲဆိုတော့ angular velocity တူတယ်လို့ဆရာဘာလို့ပြောလဲလို့ပြောမယ်ဆိုရင်ဒီကောင်အတွက်ဥပမာဒီ rotating carousel ကကျတော့3 radian per second နဲ့လည်နေရပဲထားဆိုတော့3 radian per second နဲ့လည်နေတဲ့ကောင်အတွက်ဆိုရင်ဒီကလေးဒီလေ3 radian per second ပဲဆိုတော့ပြောချင်တဲ့အိဗယ်ကတစ်စက္ကန့်မှာ3 radian လဲသွားတာအဲ့တော့ဒီကလေးလဲတစ်စက္ကန့်ရောက်ရင်သူလဲ3 radian လဲမှာပဲဒီကလေးလဲတစ်စက္ကန့်ရောက်ရင်3 radian လဲမှာပဲဘယ်သူကတော့ပိုလဲသွားမယ်ဆိုတာမရှိဘူးအဲ့တော့သူတို့ဒီ circular plane rotating carousel တခုထဲမှာရှိတာဖြစ်တဲ့အတွက်နှစ်ကောင်လုံးရဲ့ angular velocity ကတော့အတူတူပဲအဲ့တော့နှစ်ကောင်လုံးရဲ့ angular velocity ဒီဆရာတို့ဒီမှာ constant ဖြစ်နေတဲ့အတွက်ကြောင့်မလို့ linear velocity နဲ့ဘယ်သူနဲ့တွားပြီးတော့မှတိုက်ရိုက်အချိုးကျလဲဆိုရင် radius နဲ့တွားချိုးကျတယ်အဲ့တော့ radius များသွားမယ် radius များသွားရင် linear velocity လည်းများမယ် radius နည်းသွားမယ်ဆိုရင် linear velocity လည်းနည်းမယ်ဆရာတို့သဘောပေါက်မယ်တွေ့တယ်ဆိုတော့ angular velocity ကတော့ဒီမှာကိန်းတွေပဲဖြစ်နေမှာဆိုတော့နှစ်ယောက်လုံးအတွက် angular velocity ဒီပထမကလေး1အတွက် angular velocity 1ဆိုလဲ3 radian မှာစက္ကန့်မယ်ဒုတိယကလေး angular velocity 2ဆိုရင်လည်း3 radian မှာစက္ကန့်မယ်ဘယ်သူကသွားပြီးတော့မှဂျားမှာရှုပ်လဲဆိုရင် radius ကသွားပြီးတော့မှဂျားမှာခံနေတာအဲကြောင့်မလို့ radius ကဘယ်သူပိုများနေလဲဆိုရင် horse ကပိုများနေအဲ့တော့ horse ကပိုများဖြစ်ဆိုကြောင့်မလို့ဒီ horse ပေါ်မှာရှိတဲ့ကလေးရဲ့ linear velocity ကပိုပြီးတော့မှများမှာအဲ့တော့အဖြေမှာတော့ကျွန်တော် Dr. Vince အဖြေတိုင်းပဲဖြေကြည့်မယ်ဆိုရင်so since they are on the same rotating carousel ဆိုတော့ carousel ထဲမှာရှိရဖြစ်ဆိုတော့ angular velocity ကတော့တူတယ်ဒါနံပါတ်2ကိုဖြေလို့ရဆရာတော့ရှည်မဖြေတော့ဘူးအဲ့တော့ radius ရှိတဲ့အကြောင်းအရင်ပြောမယ် so the radius of the chine on
အဲ့တော့မြင်းပေါ်မှာရှိတဲ့ကောင်လေးရဲ့ radius ဒီ line ပေါ်မှာရှိတဲ့ကောင်လေးရဲ့ radius ထက်ပိုပြီးတော့မှများတယ်အဲ့တော့ဆရာတို့ since v equal to r omega အဲ့တော့ v equal to r omega ဆိုတဲ့ formula အရကျွန်တော် radius ပိုများတဲ့ကောင်ဒီ linear velocity ပိုများမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့ the linear velocity of the horse is greater than theအဲ့တော့ခြေလေးပေါ်မှာရှိတဲ့ကောင်လေးရဲ့ linear velocity ထက်ဒီမြင်းပေါ်မှာရှိတဲ့ကောင်လေးရဲ့ linear velocity ကပိုပြီးမှများတယ်ဘာလို့လဲဆိုတော့ဟိုတမန်ရိုးကြစဉ်းစားမယ်ဆိုလည်းမှန်ပါတယ်ဘာလို့ဆိုအပြင်မဆုံးမှာရှိတဲ့ကောင်ကပတ်တဲ့ခါမှာပိုပြီးတော့မှအရှိန်မြန်တယ်လို့ခံစားရတယ်ဘာလို့ဆိုတော့သူဒီစဝိုင်းမူလန်းကြောင့်အဝေးကြီးကိုပတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအတွင်းထဲကနေကောင်ဝဲပတ်တဲ့ခါကျတော့နည်းနည်းလေးပြောချင်တာတိတ်ပြီးမခံစားရဘူးကွာနည်းနည်းစောင်းဒီအလေစန်တာနဲ့ပို့ပြီးတော့မှမီးရဲ့အတွက်သွားတော့တိတ်ပြီးတော့မှ linear velocity တိတ်မခံစားရဘူးအရင်အရှိန်မြန်တယ်လို့မခံစားသူ့အနေနဲ့ဆိုရင်တော့ဒီတူညီတဲ့အချိန်တစ်ခုအတွင်းမှာပဲသူကတော့ပို့ပြီးတော့မှတို့မြင်တယ်လို့ခံစားရမယ်အဲ့တော့နံပါတ်2ကတော့အဖြေအတူတူပါပဲသူကတော့တူညီတဲ့ rotating carousel မှာရှိနေဖြစ်တဲ့အတွက်ကြောင့်မို့နော်အဲ့တော့ since they are on the same တူညီတဲ့ carousel C-A-R-O-U-S carousel မှာရှိနေဖြစ်တဲ့အတွက်ကြောင့်မလို့they have the same angular သူတို့ရဲ့ angular velocity ကတူပေါ့နော်သူကတော့ဒီမေကွန်းလေးကတော့ယူရှင်းပါတယ်အဲ့တော့အဖြေရတဲ့အဖြေဒါနည်းနည်းလေးရှုပ်လို့ရှိပေမဲ့နည်းနည်းလေးနားလည်သွားမယ်ဒီကဒီ formula နဲ့ထည့်ပြီးစဉ်းစားတတ်မယ်carousel တူတူပဲရှိနေမယ်ဆိုရင် angular velocity အရင်ကြီးsorry တူတူပဲရှိနေမယ် carousel တစ်ခုထဲမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ရဲ့ angular velocity ကပြောင်းမှာမဟုတ်ဘူးအဲ့တော့ဒီမှာ2ယောက်မဟုတ်3 4ယောက်မကလို့5ယောက်6ယောက်ပဲရှိသူတို့ရဲ့ angular velocity အားလုံးဒီတူတယ်ဆိုတဲ့အချက်ကိုနားလည်မယ်ပြီးတော့မှ radius အပြင် linear velocity ပြောင်းသွားဆိုတဲ့အချက်နားလည်မယ်ဆိုရင်ဒီသက်စာဒီပု္ပ္ပစာပေါ့နော်ဒီပု္ပ္ပစာလေးကတော့ဖြည့်ရှင်းရတာလွယ်ပါတယ်